job နဲ့ work နဲ့ဘာကွာလဲ job ကတော့ကိုယ့်ရဲ့အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းတွေကိုပြောချင်တဲ့အခါကျရင် job ကိုသုံးပါတယ်ဥပမာ a teacher တို့ a writer တို့ a singer တို့ဒါတွေက job တွေဖြစ်ပါတယ် so you can ask someone like this what's your job မင်းရဲ့အလုပ်ကဘာလဲဒီလိုမျိုးမေးလို့ရပါတယ်အဲ့ဒါနဲ့မတူတာကတော့ work ပါ work ကတော့ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းမှာလုပ်တဲ့ general activities တွေဒါမှမဟုတ်ကိုယ့်ရဲ့ nature to လုပ်ငန်းတွေကိုပြောချင်တဲ့အခါကျရင် work ကိုသုံးပါတယ် for example I have a lot of work to do at the weekend ဒီလိုမျိုးသုံးလို့ရပါတယ်နောက်တစ်ချက်မတူတာကတော့သူတို့ရဲ့ form ပါ job ကတော့ noun သက်ဖြစ်တယ်ပြီးတော့သူက countable noun ပါအဲ့တော့ a job တို့ many jobs တို့ဒီလိုမျိုးပြောလို့ရတယ်work ကကြတော့သူက noun အနေနဲ့လည်းသုံးလို့ရတယ် verb အနေနဲ့လည်းသုံးလို့ရတယ် noun အနေနဲ့သုံးမယ်ဆိုရင်တော့သူက uncountable noun ဖြစ်တယ်အဲ့တော့ကိုက a work လို့ပြောလို့မရဘူး a lot of work ဒီလိုမျိုးပြောရပါမယ်အဲ့လိုမဟုတ်ပဲ verb အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ work ကအလုပ်လုပ်သည်ဆိုတဲ့ verb ပေါ့နော် for example you can say this is a place where I work ဒီလိုမျိုးသုံးလို့ရပါတယ်အားလုံးတော့တွေ့မယ်လို့မျှော်လင့်ပါတယ် see you in the next video bye bye